ဆန်ဒီကလည်းလှုပ်ကြံနဲ့တူထားသွားတဲ့ကြည်စံကိုင်က CCTV ပြန်စစ်နေပါတယ်။ရှောင်းရီကရဲတိုင်ဖို့ပြောပေမဲ့မလိုဘူးအလုပ်ထွက်သွားတဲ့သူတွေတဲကဖြစ်နိုင်တယ်။ချင်းချောက်ယုံပဲဖြစ်နိုင်တယ်လို့ပြောလိုက်လို့ချင်းချောက်တာပဲမဟုတ်ရင်ကောလို့ပြောနေချိန်ကားရှိဆိုင်ကယ်နဲ့လူနှစ်ယောက်လာကဆန်ဒီကိုပစ်တက်လိုက်ပါတယ်။ဆန်ဒီအိမ်မက်ဆိုးကနေပြန်နိုးလာပါတယ်။အနေရရှိတာမို့ရှောင်းရီနဲ့လူကွဲသွားက Express ပြိုင်ပွဲအတွက်ဤဘန်သွားတတ်ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့နံပါတ်1 shopping online platform ဖြစ်လာစေဖို့ပြိုင်ပွဲဝင်ရမှာဖြစ်ပြီးအနိုင်ရတဲ့အဖွဲ့အတွက်စင်ကာပူကမော်လီကုမ္ပဏီနဲ့တစ်နှစ်စာချုပ်ပြီးလုပ်ကင်ခွင့်ရမှာပါ။ပြိုင်ပွဲမှာကဘယ်သူမှမသိပဲဝိုင်းခွက်တွေကို Express တစ်ခုချင်းစီကနေပို့ဆောင်ခိုင်းခဲ့တာဖြစ်ပြီးတစ်ဖွဲ့ချင်းစီရဲ့ဝိုင်းခွက်၄ခွက်လုံးကိုစစ်ဆေးကအကောင့်ဘက်ကတိအတိုင်းရှိနေတဲ့ဝိုင်းခွက်တွေကနိုင်ရမှာဖြစ်ပါတယ်။ဆန်ဒီတို့ရဲ့ဝိုင်းခွက်ကရောက်မလာနိုင်သေးပါဘူးဒါနဲ့ဆန်ဒီသွားမေးတော့ဒီမေးခွန်းကိုဘသူကအမေးခံရတဲ့တာလဲရှင်လားကျမလားပြောနေတော့သူတို့ဝန်ထမ်းရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ဝိုင်းခွက်တွေစိတ်လှုပ်ရှားစွာစစ်ကြပါတယ်တချို့အဖွဲ့တွေရဲ့ဝိုင်းခွက်တွေတဲ့တစ်ခုနှစ်ခုကွဲပါလာလို့ထွက်သွားရပါတယ်ဆန်ဒီတို့ဂယူးတစိုက်ဖွင့်ကြည့်တော့တစ်ခုမှမကွဲပါဘူးဆန်ဒီပျော်လုံးလို့သူ့ဝန်ထမ်းဖက်လိုက်ပါတယ်ဒါနဲ့ပဲ easy ဖိနစ်ရှစ်ရှောယောဂတ်ဘောက်စ်တန်နာတို့ကနောက်ဆုံးအဆင့်ပြန်ရမှာဖြစ်ပါတဲ့နောက်ဆင့်မှာတော့မော်လီမှာအော်ရာအများဆုံးဖြစ်တဲ့နေ့မှာပစ္စည်းပို့ဆောင်ရမှာဖြစ်ပါတယ်အမှတ်အများဆုံးရတဲ့သူကနောက်နှစ်မှာမော်လီနဲ့အတူကြီးထွားခွင့်ရမှာဖြစ်ပါတယ်ပြိုင်ပွဲပြင်ဆင်ဖို့ဆန်ဒီတို့ကလည်းဘတ်ဂျက်လိုအပ်နေလို့တထေးဝန်စီတန်းတရချေးတော့တထေးဝန်ကလက်ခံပေမဲ့အပေးယူရှိတယ်ပြောကအတိုးမယူဘူးတာပေမဲ့6လအတွင်းပြန်ဆက်ရမယ်တကယ်လို့မဆက်နိုင်ရင်ရှယ်ယာတွေက15%လွှဲပေးရမယ်ပြောလိုက်ပါတယ်ရွေ့ကျဲအရန်စိတ်တူသွားပြီးလက်တော့ကိုကင်ပေါက်လိုက်ပါတယ်ဆန်ဒီကစိတ်ရော့ဖို့ပြောလိုက်ပါတယ်ရှောင်းရီကလည်းအရန်များတယ်လို့ပြန်ပြောနေပေမဲ့သူထေးဝန်ကအစင်သင်းဖြစ်ရင်ပြန်ပြောလို့ရတယ်ပြောလိုက်လို့ရှောင်းရီကလည်းပိတ်လိုက်ကတခြားနေရှိအောင်မှာပဲဗန်နဲ့ပြောကြည့်အောင်မယ်ပြောလိုက်ပါတယ်တထေးခန့်နေကရှောင်းရီကိုဖုံးဆက်ကသူနဲ့လာတွေ့ဖို့ပြောလို့သွားတွေ့တော့သူတို့ကုမ္ပဏီကိုတန်းဆဲနှစ်ထောင်နဲ့ဝယ်ချင်တယ်လို့ပြောလိုက်ပါတယ်ဆန်ဒီကိုချင်းချောက်တဲ့သူရဲ့ CCTV ကြည့်လိုက်တော့သူ့ညီဆိုင်ကယ်ဖြစ်နေတာတွေးလိုက်ရပါတယ်အိမ်ပြန်ရောက်တော့ကြည်စံကိုနဘေးချကသူ့ညီကိုဘာလို့ချင်တာလဲမေးတော့တနေ့ပင်ပန်းပန်းစူးစမ်းနေတဲ့ပစ္စည်းပို့တဲ့သူတွေညွှန်းကြတာပဲလုပ်ပြီးသူ့အကိုကိုငယ်သူငယ်ချင်းကိုအလုတ်ထုတ်လိုက်လို့စိတ်မကောင်းဖြစ်လို့လှုပ်တာဖြစ်နေပြီးဆန်ဒီကိုကိုမယွင်ရှာဘူးလားပြောကမင်းကိုတတိပေးုံပဲပြောကဆဲလိုက်ပါတယ်ဆန်ဒီကသူယူလာတဲ့တင်နက်ထုတ်ကကြည်စံထဲလိုက်ပြီးတင်နက်ချပေးကလို့လိုက်လေပြောကမလုပ်တာနဲ့တင်နက်ကောက်ကင်ပြီးကိုပြစ်ဖို့လှုပ်လို့ညီဖြစ်သူကလည်းလမ်းဆွဲနေရင်ဆန်ဒီကနင်းတတိရှိနေတာလားပြစ်လေလို့ပြောနေရင်တင်နက်လူနေကြရင်နဘေးကမှန်ကိုပြစ်မိသွားပါတယ်ဆန်ဒီကလည်းသူညီကိုလူကိုပြစ်တာစောက်ရမ်းလွယ်တယ်ဒီကုမ္ပဏီပိတ်တာလွယ်တယ်လက်ညှိုးလိုက်တာနဲ့ပြီးဒါပေမဲ့လူထောင်နဲ့ချီကိုငွေရဖို့ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်ပဲမူတည်တာမင်းလုပ်ပြဆန်းပါမနှက်ဖြန်မင်းပစ္စည်းဖို့သမားတွေခေါင်းဆောင်တက်လို့မင်းလူတွေကိုတကက်ဟာကိုချပြလိုက်ငါစီမှာပဲလာတော်မနေနဲ့ပြောကထွက်သွားပါတယ်နောက်နေ့မနက်မှာတော့ထုံကလည်းသူတို့ပစ္စည်းဖို့သမားသူငယ်ချင်းတွေတဲကတချို့ကတခြား Express တွေမှာအလုပ်ဝင်လုပ်နေတာတွေ့တော့နိုဝင်ဘာလထိပဲအလုံးမထွက်ပဲတောင်းခံဖို့ပြောကတေချာပေါက်ကောင်းလာမှာပါသူကလည်းပစ္စည်းဖို့သမားခေါင်းဆောင်ဖြစ်လာပြီးမို့အားလုံးကိုကြည်ပေးမှာပါလက်စာတိုးစေရမယ်ပြောတော့မင်းအတွက်ကုန်ယူပါတယ်အကိုကပိုင်ရှင်ကြီးကခေါင်းဆောင်ခွေးသားလို့ပြောကအားလုံးထွက်သွားပါတယ်ရှောင်းရီရောက်လာတော့ရုံးခန်းထဲမှာခုံခဏရောက်နေတာတွေ့လိုက်ရပါတယ်ဆန်ဒီကလည်းရှောင်းရီကိုကုမ္ပဏီရောင်းချင်နေမှမသိဘူးပြောကနားလည်မှုလွဲသွားပါတယ်တထေးခဏင်ကတော့သူဝယ်မဲ့ဈေးတွေပြောလိုက်တော့ဆန်ဒီကလည်းမရောင်းချင်ဘူးလို့ဘသူပြောလဲတန်း1000နဲ့ရောင်းမယ်ယူမလားပြောလိုက်ပါတယ်ခုံခဏင်ကလည်းဈေးကွက်စစ်ပွဲမစချင်နဲ့ပြောတော့ခဏင်ဈေးကင်နေတာကျွန်တော်သိတယ်ဘသူအရင်ကြရှုံးမလဲကြည့်တာပေါ့ပြောလိုက်ပါတယ်ခဏင်ကလည်းရှောင်းရီကိုကြည့်ကကပ်ပတင်ကရင်နီမြုံနှံသူကိုမယုံကြည်ဘူးတလေလုံးရေနစ်ခံလိုက်တော့ပြောကရှောင်းရီကိုပြောကြည့်လိုက်ပြောလိုက်ကထွက်သွားပါတယ်အဲ့လိုနဲ့ဆန်ဒီနဲ့ရှောင်းရီကလည်းနားလည်မှုတွေလွဲကစကားများကြပါတော့တယ်ရှောင်းရီကလည်းအိမ်ပြန်ပြီးဝိုင်တွေတောက်လိုက်ကလေးစိတ်သွားဖို့ပြင်လိုက်ပါတယ်ရွေ့ကျဲကရှောင်းရီ financial report ဒေါင်းလုဒ်ဆွဲသွားတာပြပြီးသူလှုပ်ရှားမှုကြည့်ပြီးလက်ပူးလက်ချက်ဖမ်းမယ်လို့ပြောလိုက်ပါတယ်တကယ်တမ်းမှာတော့ရှောင်းရီကကုမ္ပဏီကိုကယ်ဖို့တထေးဝန်ကိုသူ့ရှယ်ယာသွားရောက်နေတာပါရွေ့ကျဲနဲ့ဆန်ဒီစိတ်ညစ်နဲ့ထိုင်နေတဲ့အချိန်တထေးဝန်ဖုံးဝင်လာလို့ကိုင်လိုက်တော့ရှောင်းရီကသူ့ရှယ်ယာတွေကိုသူ့စီရောင်းလိုက်ပြီးလို့ပြောလိုက်တော့ဆန်ဒီရမ်းစိတ်တူသွားပြီးရှောင်းရီကိုနားလည်မှုလွဲသွားပါတယ်ရှောင်းရီငွေလွှဲရဲ့ဖိုင်ယူလာကဆန်ဒီကိုလက်မှတ်ထိုးဖို့ပြောတော့စိတ်တူပြီးစာရွက်ခြေကပြစ်လိုက်ပြီးရှောင်းရီကိုပြောနေတဲ့အချိန်အာမီကစာရွက်ကောက်ဖက်ကရှောင်းရီရှယ်ယာရောင်းကကုမ္ပဏီဘတ်ဂျက်အတွက်လွှဲပေးထားတာဖြစ်နေပါတယ်အဲ့ဒါနဲ့ဆန်ဒီကလည်းအန်ဝသွားပြီးဘာယူထနေတာလဲတခြားနဲ့လမ်းရှိသေးရဲ့ပြောနေပေမဲ့ရှောင်းရီကမိုကတခြားနဲ့လမ်းမရှိတော့ဘူးလို့ဖြောင်းဖြတ်နေပါတယ်ပြီးတော့သူကိုယုံနဲ့ဒီကုမ္ပဏီတန်းသိန်းချီဒါမှမဟုတ်အဲ့ထက်ပိုများအောင်ခေါ်သွားမှာလို့ပြောနေပါတယ်ဆန်ဒီကမရဘူးလို့ငိုပြီးပြောနေပေမဲ့ရှောင်းရီကတွေးများမနေဖို့ပြောကအခုပြိုင်ပွဲကိုနိုင်အောင်လုပ်ဖို့ပြောလိုက်ပါတယ်ရှောင်းရီကလည်းသူ့ခန်းပြန်ကသူ့ကောင်လေးဖုံးဆက်ပြောကသူ့ရှယ်ယာအကုန်ပြန်အပ်လိုက်ပြီးလို့ပြောပြနေကအခန်းပြင်ထွက်ကြည့်တော့ညာဘက်ကြည့်ဖို့ပြောလို့ကြည့်လိုက်တော့သူ့ကောင်လေးကသူကိုစိတ်ပူလို့မပြန်သေးပဲနေတာလို့ပြောလိုက်ပါတယ်သူ့ကောင်လေးလီယန်ကိုလည်းဆန်ဒီပေါ်စိတ်แท้ရှိနေတာကိုပါဝန်ခံလိုက်ကဆက်ပြီး
မရှို့ဝတ်ထားခြင်းတော့ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့သူမနဲ့မိသားစုဘဝတိဆောက်ခြင်းလားလို့ပါမေးလိုက်ပါတယ်သူ့ကောင်လေးကနားလေပြီးလက်ခံပေးကရှောင်ရီလုံနိုင်မယ်ဆိုတာကိုယုံတယ်လို့ပြောလိုက်ပါတယ်ရှောင်ရီကလည်းသူမကိုစောင့်ခိုင်းတာဒါကနောက်ဆုံးပဲအောင်မြင်အောင်လုပ်ပြီးပြန်လာမယ်ပြောလိုက်ပါတယ်ဆန်ဒီပြိုင်ပွဲအတွက်တညလုံးအိမ်မရအောင်စဉ်းစားနေပါတယ်ရွေ့ကျဲကလည်းရှောင်ရီအနစ်နာခံထားတာလာကားမဖြစ်စေဖို့ပြောနေပါတယ်ဆန်ဒီနိုင်ပြစ်ပေါက်လို့ကွဲသွားတဲ့မှန်ကိုကြည့်ကအကြံတစ်ခုရသွားပါတယ်တစ်ဖက်မှာလည်းခွန်ခနင်ကသူ့သားကိုပေးထားတဲ့နေရာနဲ့တန်အောင်လုပ်ဖို့ပြောနေပါတယ်ဆန်ဒီတို့အဖွဲ့ကလည်းသူတို့ရဲ့မှာသူရှိနေလို့ယုံကြည်လို့ရတဲ့သူတွေခေါ်ကသူတို့ရဲ့ရှိုးဝက်စီစဉ်ပြောပြလိုက်ပါတယ်ဒီနေ့ဖို့မနှက်ဖြန်ရောက်ဆိုတဲ့အစီအစဉ်ဆွဲလိုက်ကြပါတယ်အဲ့ချိန်မှာရှောင်းရီကိုကုမ္ပဏီဘရိတ်လို့ပြောခဲ့တော့ကထားတဲ့အရေးပေါ်သုံးငွေကလည်းအသုံးဝင်လာပါပြီ easy အဖွဲ့တွေလည်းပြင်ဆင်နေကြပါတယ်တန်နာတဲကတက်ရှိုးက Linux ဖြစ်နေပါတယ်အကြောင်းကတော့သူ့အမေစေးရုံတင်ထားရလို့လိုအပ်တဲ့ပိုက်ဆံတွေခွန်ခံကပေးပြီး easy လုံးမဲ့အစီအစဉ်တွေ Linux ကနေတဆင့်အကုန်ရယူနေတာပါဆန်ဒီကသူ့ရဲ့ဝန်ထမ်းအားလုံးကိုအခုချိန်ထိအတူရှိပေးလို့ကျေးဇူးတင်ကြောင်းပြောကအားလုံးစီမှာကျေးဇူးအကျွေးတင်လို့အားလုံးကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးပြောလိုက်ပါတယ်ရွေ့ကျဲကလည်းသူ့နဲ့အတူအခုချိန်ထိအိမ်တော်မပြန်မဲ့ရုံးခန်းမှာအိတ်စားကအတူရှိခဲ့တဲ့ ID အဖွဲ့တွေကြီးကမင်းတို့ဘာလို့ဒီလိုလှုပ်ထိုင်လုပ်နေတာလဲငါမသိပေမဲ့ငါဆုံးဖြတ်လိုက်ပြီးငါရဲ့ရှယ်ယာ26.39%ခိုင်နှုန်းကိုငါတဝက်ခွဲပြီးမင်းတို့အားလုံးကိုပေးမယ်ပြောကဒီနေ့ဘာတန်ချင်းမရှိပေမဲ့နောက်နေ့ကံကောင်းလာနိုင်တယ်မကောင်းတာလည်းဖြစ်နိုင်တယ်ဆိုတာငါမသိဘူးဒါပေမဲ့ငါမင်းတို့ကိုကျေးဇူးတင်ခြင်းယုံပဲပြောကအခုချိန်ထိအတူရှိပေးလို့ကျေးဇူးတင်ကြောင်းသူ့အဖွဲ့သားတွေပြောလိုက်ပါတယ်ပြီးတော့ Linux အနားထိုင်လိုက်ကသူ့မေအခြေအနေဘလို့လဲမေးကဒီတစ်ခေါက်ပရောဂျက်ပြီးရင်သူ့မေစီခေါ်တွေ့ပေးလို့ရမလားမေးလိုက်တော့ Linux ကသူ့အတွက်စဉ်းစားပေးနေတဲ့ခေါင်းဆောင်ကြောင့်သူလုပ်နေတာတွေအတွက်မထိန်နိုင်ပဲငိုကာထွက်သွားပါတယ်ဒီလိုနဲ့ easy ရောတန်နာကပါအပြိုင်ဆိုင်လုပ်ကြပါတော့တယ်ခွန်ခန်က Linux ဖုံးဆက်ကနောက်ဆုံးအနေနဲ့တန်နာရဲ့ဆက်လက်ပတ်မှုရက်အောင်သူ့မေကိုအကြက်ကင်ကလောက်ခိုင်းပါတော့တယ် Linux ကလည်းဆက်တွေထိန်းထားတဲ့အခန်းထဲဝင်ကဆက်တွေအဆက်နေပြန်ဆက်ဖို့လောက်ခါနီးရွေ့ကျဲရောက်လာကသူလှုပ်ထားတာတွေပြောကအဲ့လိုလှုပ်เสียမလို့ဘူးပြောကထွက်ခဲ့ဖို့ပြောနေပါတယ်ဒါပေမဲ့ Linux ကတော့ဆက်တွေပိတ်ချလိုက်ပါတော့တယ်ဒီလိုနဲ့ဆက်တွေပြန်ဆက်ဖို့ကနိုင်20လို့ပြီးအချိန်ကတော့နောက်ထပ်9နာရီအတွင်းပစ္စည်းအောင်ပို့ဖို့လိုအပ်နေပါတော့တယ်